ကျွန်တော်တို့စီကူတာ3ရက်ရှိသွားပြီပေါ့နော်1 2 3 4ဟုတ်တယ်မလား3ရက်ဘာ function 3ရက်ရှိသွားပြီနော်ဟုတ်ကဲ့ရှိတယ် function 3ရက်ရှိပြီအဲ့တော့ရုပ်ပိုင်းဆိုင်ရာရတော့မူလသားရည်ဖြစ်သွားပြီရောင်းတာလည်းမရှိတော့ဘူးကြည့်အောင်ကြည့်အောင်မကြည့်ရဘူးဟုတ်အရာโอเคကြည့်အောင်လည်းမရအောင်တော့နော်ကြည့်လက်ဖိုးတာတွေမျက်နှာဖိုးတာတွေလုံးဝမရှိတော့ဘူးနော်ဒါတော့ဒီ9ရက်အတွင်းတိုးတက်ပြောင်းလဲမှုပေါ့ဒါတိုးတက်ပြောင်းလဲမှုပြောတာနော်ကောင်းတဲ့ဘက်ကိုဥတည်ရဒါပေမဲ့စိတ်တိုင်းမကြတာတခုရှိတယ်ကျွန်တော်တို့အမှန်တရားတွေ right တွေကိုကျွန်တော်တို့လက်ခံထားဖို့လိုတယ်တခုကကျတော့အခုကသွေးပေါင်ချိန်ပေါ့ပြီးမှကျွန်တော်တို့ control မရသေးဘူးဒီချက်ကအရင်အရေးကြီးတယ်အဲ့တော့ကိုဟိုကျွန်တော်စီးတစ်မျိုးထည့်ပေးမယ်နော်ဟိုတွေးကြစေမဟုတ်ဘူးအဲ့ဒီဟာကအမြဲတမ်းရေးချေခဏတွေးပေါင်တက်နေတဲ့ပြဿနာကိုလျှော့ချတဲ့နီးစနစ်နော်ဒါကျွန်တော်တိုင်းစီမှာရှိတယ်အဲ့လေဒါပေမဲ့ခန္ဓာကိုယ်တော့နည်းနည်းလေးပြင်မှန်းမယ်အဲ့တရက်ပြင်မှန်းမယ်တရက်လေးပဲပြင်မှန်းမှာနော် ESI လေးထည့်ပေးလိုက်နော်ဟိုအနေထည့်ပြီးသားတင်တယ်ကြည့်လိုက်အောင်နော်ပေးထားတော့ရှိတယ်ပေးမထားသေးဘူးနော် function 3ရက်ပြီဆိုတော့ဟိုရုပ်ပိုင်းဆိုင်ရာရတိုးတက်တယ်ကောင်းပါနဲ့ဒါကိုရှော့မချနဲ့ဒါကိုထိန်းဒီဟာကိုဒီအနေထားတကူကိုထိန်းထားနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကြောက်ရဲ့အဓိကပြဿနာဘာလဲဆိုတော့အစားတော့ပဲဟုတ်နော်ဟိုပုံမှန်ဟင်းတွေကို